မင်္ဂလာပါကျွန်တော်ဒီ perfect ဝဲတင်လေးရဲ့အသုံးပြုပုံလေးကိုရှင်းပြပေးမယ်နော်အသုံးပြုပုံလေးကပထမဆုံးဒီအောက်မှာဘိန်းလုံးလေးတွေပါမယ်နော်ဘိန်းလုံးလေးလုံးပါမယ်အဲဘိန်းလုံးလေးလုံးကဒီစပွဲပေါ်တင်ချိန်နေဆိုရင်ကျွန်တော်တို့ဒီတောက်တွေညီညီပေါ့နော်ကတာတောက်တွေပါလွတ်နေတယ်ဆိုရင်ဒီဘိန်းလုံးလေးနဲ့နေမြင့်အတိုးလျှော့လုပ်ပြီးတော့အရင်ညှိပေးရပါမယ်တောက်လေးတော့ငြိမ်ပြီဆိုမှပါဝါဖက်ဖက်ဒီဘက်ဘေးလေးမှာပါဝါဆောက်ခဏလိုက်မယ်နော်ပါဝါဖွင့်ပြီးရင်ကျွန်တော်တို့ဒီမှာဘိုးရိတ်လေးပြပေးမယ်ပေါ့နော်ပထီယာရှိမရှိအရင်ပြပေးမယ်ဒီမှာ0ဖြစ်ပြီဆိုတော့စတင်အသုံးပြုလို့ရပါပြီနောက်တစ်ခုကပါလဲဆိုရင်ဒီကျွန်တော်တို့ပါဝါဖွင့်ထားတယ်ပေါ့နော်နောက်ထပ်ချိန်ရာတွေ3ရာတွေရှိသေးတယ်ဆိုရင်ခလုတ်ကိုပြန်မပိတ်ပါနဲ့လုံးဝမချိန်တော့ဘူးလှုပ်သိမ်းပြီဆိုရင်တော့ဒီခလုတ်လေးကနေပြန်ပိတ်လိုက်ပါလောလောဆယ်ကျွန်တော်ဖွင့်ထားမယ်ဆိုရင်မသုံးတော့ဘူးဆိုတာနဲ့ဒီမှာစတမ်းမိုင်လေးဖြစ်သွားမယ်နော်ဒီကလေးပြနေတယ်ဆိုရင်ကျွန်တော်တို့ပါဝါပြန်ပိတ်စားမလို့ဘူးပေါ့နော်ဒါဆိုရင်ပထီအားလည်းမကုန်ဘူးတနေ့ကုန်ဖွင့်ထားလို့ရတယ်ပေါ့နော်သူကပစ္စည်းသုံးတော့မယ်ဆိုမှပစ္စည်းကိုကတားပေါ်တင်လိုက်တာနဲ့လည်းကြိုင်နဲ့ပြန်ပြီးအလုပ်လုပ်လာမယ်ပေါ့နော်ဒါကျွန်တော်တို့ပါဝါခဏခဏအဖွင့်ပိတ်လုပ်ဆရာမလို့ပါဘူးတစ်ခါအောင်ဖွင့်ထားလို့ရပါတယ်ဟုတ်နောက်ထပ်ဒီခလုတ်လေးတွေအသုံးတဲ့တာဒီတွက်ဆက်ခလုတ်လေးတွေပေါ့နော်တွက်ဆက်ခလုတ်လေးတွေကဘယ်လိုသုံးလဲဆိုရင်ကျွန်တော်ဈေးနှုန်းတွက်တဲ့နေရာမှာသုံးမယ်ပေါ့နော်ဈေးနှုန်းတွက်တာကြတော့ကျွန်တော်တို့ပိတ်တာနဲ့သုံးမယ်ပိတ်တာနဲ့တွက်မယ်ဆိုရင်တပိတ်တာရဲ့တန်ဖိုးပေါ့နော်တပိတ်တာမှာကျွန်တော်တို့ဘယ်လောက်ရောင်းလဲပေါ့နော်တပိတ်တာမှာ1000ဆိုရင်ဒီမှာ1000သေးကျွန်တော်တို့ဒီမှာ unit price မှာရိုက်ထည့်လိုက်မယ်နော်ပြီးရင်တပိတ်တာအတိချိန်နေဆိုရင်ဟုတ်ကဲ့ဒီမှာတပိတ်တာအတိချိန်နေဝိတ်နေရာမှာပေါ့နော်၄ချိန်ပြမယ်တပိတ်တာအတိချိန်နေဈေးနှုန်းက1000သေးထည့်ထားတယ်အောက်မှာ total price ကကျတော့ကျွန်တော်ကျသိမ့်ငွေပေါ့နော်ကျသိမ့်ငွေတပိတ်တာအတိချိန်နေဆိုရင်1000ကျမယ်ပေါ့နော်ဒါလို့ဒီမှာချိန်တာတပိတ်တာနဲ့60တစ်ကျက်သားဆိုရင်16100ကျမယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဈေးနှုန်းထွက်ပေးတာပေါ့နော်ဒီဈေးနှုန်းကိုပြောင်းကျင်နေဆိုရင်ကျွန်တော်တို့ CO ပြန်နှိပ်လိုက်ပေါ့နော် C ကတော့ clear ဖြစ်မယ်ပေါ့နော် CO တစ်ချက်နှိပ်လိုက်လို့ရှိရင်ဒီမှာဈေးနှုန်းပြတ်သွားမယ်ကိုနောက်ထပ်အတစ်ထည့်ခြင်းတဲ့ဈေးနှုန်းကိုဒီမှာပြန်ရိုက်ထည့်ရမယ်ပေါ့နော်တပိတ်တာကို8000ဆိုရင်လည်း8000ရိုက်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့က weight ချိန်လိုက်မယ်ဒီမှာ60တစ်ကျက်သားဆိုရင်8000ဈေးဆိုတော့ဒီမှာ60တစ်ကျက်သားဆိုတော့4880ကျမယ်ပေါ့နော်ဟုတ်ကဲ့နောက်ထပ်တပိတ်တာအတိချိန်မယ်ဆိုရင်တော့ဟုတ်ကဲ့ဒီမှာ8000ထည့်တာအတွက်တပိတ်တာအတိဆိုရင်ဒီမှာ8000ကျမယ်ပေါ့နော်နောက်ထပ်ဈေးနှုန်းလေးတွေကဒီမှာမရိုက်ချင်ဘူးဒီမှာ memory ထည့်ထားပြီးတော့နှိပ်မယ်ဆိုရင်ဒီမှာ M1 နဲ့ M2 ရဲ့ပေါ့နော်ဒီမှာဈေးနှုန်း2မျိုးထည့်ထားလို့ရတယ်ပေါ့နော်ကျွန်တော်ခု M1 ကိုနှိပ်မယ်ဆိုရင်ဒီမှာ9000ဈေးပေါ်တယ် M2 ကိုနှိပ်မယ်ဆိုရင်1000ဈေးပေါ်တယ်ပေါ့နော်ဈေးနှုန်း2မျိုးဒီထဲမှာရိုက်ထည့်ထားလို့ရတယ်ထည့်ပုံထည့်နည်းကဒီ store နဲ့ထည့်ရမယ်ပေါ့နော် store ထည့်မယ်ပြီးရင်စေလို့ပေါ်မယ်ပေါ့နော်ကိုဖြစ်ချင်တဲ့ဈေးနှုန်းကို9000ဆိုရင်လည်း9000ပေါ့နော်ရိုက်ပြီးကိုကြိုက်တဲ့ M1 M2 ပေါ့နော်အဲ့2မျိုးတည်းကိုဈေးနှုန်းစေလို့ရပါတယ် M1 ကိုနှိပ်လိုက်လို့ပြန်နေသူက9000လေးပေါ်မယ်နော် M2 ကိုနှိပ်ရင်1000လေးပေါ်မယ်ပေါ့နော်ဒီထဲမှာဈေးနှုန်း2မျိုးထည့်လို့ရပါတယ်ထည့်မယ်ဆိုရင်ဒီ store ကိုနှိပ်ပြီးတော့ဒီမှာစေပေါ်တဲ့အချိန်မှာကိုဖြစ်ချင်တဲ့ဈေးနှုန်းရိုက်ထည့်ပြီးတော့ဒီ M1 M2 ကိုနှိပ်ထည့်လိုက်အောင်ပါပဲ